အားလုံးမင်္ဂလာပါဒီနေ့မှာတော့ငွေဆောင်ကန်းကြီးငွေဆောင်ညဈေးတန်းမှာရှိတဲ့ထူးဆန်းတဲ့မုတ်လေးတစ်ခုကိုကျွန်တော်ရိုက်ပြပေးသွားမှာဖြစ်ပါတယ်ဒီမုတ်လေးကပင်လယ်စာတော်ပင်လေးတွေနဲ့စားလို့အရန်ကောင်းပြီးတော့အရသာရှိသလိုတန်ဖိုးအားဖြင့်လဲသူကဒါဈေးနှုန်းကနည်းနည်းကြီးတဲ့ထဲမှာပါတယ်ပေါ့နော်ဒါတန်ဖိုးကြီးတဲ့ထဲမှာပါတယ်ဒီမုတ်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးဗီဒီယိုလေးကိုကျွန်တော်လည်းအတူတူလိုက်ကြည့်ကြအောင်နော်ဒီမုတ်ဆိုင်လေးကတော့ငွေဆောင်ကန်းကြီးငွေဆောင် Square Hogan Street ထဲမှာဖွင့်လှစ်ထားတဲ့ငွေဆောင်ညဈေးတန်းလို့ခေါ်တဲ့ငွေဆောင် Square Hogan Street မှာဖွင့်လှစ်ထားတဲ့မုတ်ဆိုင်လေးဖြစ်ပါတယ်ငွေဆောင် Square Hogan Street မှာဆိုလို့ရှိရင်ကျွန်တော်ပင်လယ်စားတွေစားစရာတွေအစုံလေးနဲ့ညဘက်ဆိုလို့ရှိရင်လည်းလေပတ်လို့အရန်ကောင်းပြီးဓာတ်ပုံလည်းရိုက်လို့အရန်လှတဲ့နေရာလေးပေါ့နော်ငွေဆောင်ကန်းကြီးကိုရောက်လို့ရှိရင်ငွေဆောင်ညဈေးတန်းကလည်းဒါမှဖြစ်မနေလာရောက်လေပတ်လို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ပင်လယ်စားတွေတို့ဒီလက်လက်ဆက်ဆက်စားသုံးကျင်တာပဲဖြစ်ဖြစ်ညဘက်နိုင်မှုအပြည့်အဝကိုခန်းစားပြီးတော့အစားအစာတွေကိုကျွန်တော်လာရောက်သုံးဆောင်လို့လည်းရပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်အခုလှုပ်နေတဲ့မုတ်လေးကတော့ဒါခြာကိုမုတ်သားလေးကိုပေါ့နော်ဒီမီးဘူးလေးပေါ်မှာတင်ပြီးတော့အခုလိုလေးလှုပ်လိုက်တာဖြစ်ပါတယ်ဒီမုတ်ကတော့ဒီလိုဒီကျွန်တော်တို့သုံးရတဲ့ accessory ပစ္စည်းတွေကလည်းဒါလွယ်လွယ်ကူဝယ်လို့မရတာတကြောင်ဒီမုတ်ကလည်းပြောမှဆိုလို့ရှိရင်ရောင်းချတဲ့သူနေပါနဲ့အကုန်ရန်ပစ္စည်းဝယ်ရတဲ့အခက်အခဲတွေကြောင့်ဒီမုတ်ရဲ့ဈေးနှုန်းအပြင်လဲဒါတာမန်အခြေခံလူတန်းစားတွေစားဖို့အတွက်ကဒါကနည်းနည်းဈေးနှုန်းများတဲ့အထဲမှာပါတယ်ပေါ့နော်ဈေးနှုန်းများတဲ့ဆိုတာလဲဒီမုတ်ရဲ့ပါဝင်ပစ္စည်းတွေကလည်းဒါဈေးကြီးနေလို့ပေါ့နော်ပြောမှဆိုရင်ဒါပီဇာဘက်ကိုသွားတယ်ပေါ့နော်ပီဇာဆိုလို့ရှိရင်လည်းပီဇာတစ်ချက်ဈေးနှုန်းကလည်းဈေးအရင်များတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမုတ်ရဲ့တန်ဖိုးကလည်းဈေးနှုန်းများခြင်းဖြစ်ပါတယ်တန်ဖိုးဈေးနှုန်းများတယ်ဆိုတာကဒါထဲတဲ့မိမိထဲတဲ့ပါဝင်ပစ္စည်းပေါ်မှာမူတည်တာပေါ့နော်ဒါဆိုရင်အခုလောက်ပြနေတဲ့မုတ်လေးကတော့ဒါချာကိုမုတ်သားလေးပေါ်မှာဒါပီဇာဆော့ပီဇာအရသာလေးနဲ့ဒါလုပ်နေတာဖြစ်ပါတယ်ပီဇာရတာလေးနဲ့စားကျင်တာပဲဖြစ်ဖြစ်အဆက်ရတာလေးဆိုလို့ရှိရင်တော့ဒါထိုင်းချီလီဆော့လေးနဲ့လည်းစားလို့ရပါတယ်ပေါ့နော်အခုကတော့ဒါပီဇာအရသာလေးနဲ့စားမှာဖြစ်တဲ့အတွက်ပီဇာဆော့လေးနဲ့ဒါပြုလုပ်နေခြင်းဖြစ်ပါတယ်ဒါပီဇာဆော့လေးတုပ်ပြီးပါပြီပြီးလို့ရှိရင်ဒီဘက်မှာကတော့သူကချိုဆက်လေးစားမှာဖြစ်တဲ့အတွက်ပီဇာအရသာလေးရဲ့ထိုင်းဆော့လေးရဲ့နှစ်မျိုးရောပြီးတော့ဒါပြုလုပ်ခိုင်းတာဖြစ်ပါတယ်ပေါ့နော်ဒါပီဇာရဲ့ဒီထိုင်းဆော့လေးရဲ့ဆိုလို့ရှိရင်တော့ဒါအရသာလေးက2မျိုးပေါ့နော်အရန်လဲမဆက်လို့အရန်လဲအချို့ဘက်ကမတွားဘူးပေါ့နော်ဒီဘက်ကတစ်ခုကတော့ဒါပီဇာအရသာတီးတန်းပေါ့နော်ဒီမုတ်လေးဆိုလို့ရှိရင်အခုလက်ရှိဒါမိုဇလာချီပေါ့နော်မိုဇလာချီဆိုအမြင်ထွက်အရန်ကောင်းတယ် cheese လေးကိုဒါထည့်ထားတာဖြစ်ပါတယ်ဒီ cheese လေးဆိုလို့ရှိရင်စားလိုက်ရင်စိတ်တလို့စားရတာပြီးလို့ရှိရင်အမြင်လေးနဲ့စားလို့အရန်ကောင်းပါတယ်ပေါ့နော်ဒါမုတ်နှစ်ခုစလုံးမှာဒါမိုဇလာချီလေးနဲ့ထည့်စားဖြစ်ပါတယ်ဒီမုတ်ကိုစားမယ်ဆိုရင်မိုဇလာချီကတော့ဒါပါမဖြစ်ထည့်စားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်မုတ်ရဲ့အရာသာလေးကအရန်ကိုမှမိမိုင်နေပေါ့နော်ဒါဆိုလို့ရှိရင်မိုဇလာချီကိုဒါတပယ်ထည့်တာပေါ့နော်ဒါမိုဇလာချီ3ဘူးမှာပြီးတော့ဒါဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်စီပေါ့နော်ပြောမှဆိုချင်း3ဘူးကိုဒါနှစ်ပွဲထည့်လိုက်တာဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်ကနေပြီးတော့ဒါဆိုလို့ချင်းဒါစားလို့ရှိရင်ကနန်းအသားကြောင်းလေးနဲ့ထည့်စားရဖြစ်ပါတယ်ပေါ့နော်ဒီဘက်ကအချိုးဆက်မုတ်လေးတွေမှာလည်းကနန်းအသားကြောင်းလေးထည့်လိုက်တယ်ဒီဘက်ကပီဇာရတာမုတ်လေးထဲမှာလည်းဒါကနန်းအသားကြောင်းလေးထည့်ထားတာဖြစ်ပါတယ်ဒီမုတ်လေးဆိုလို့ရှိရင်ဒါပင်လယ်စာအရသာလေးဟိုရစီတယ်ပေါ့နော် cheese လေးနဲ့ဒါဆိုရှင်ဒီဘက်ကကျတော့ဒါရေညှိစိမ့်လေးထည့်လိုက်တာဖြစ်ပါတယ်เนาะဒါ frozen seaweed လေးစားလိုက်လို့ရှင်သူကကြောက်ပွင့်ရတာပုံစံမျိုးလေးပေါ့နော်ထုံနဲ့ပြီးလို့ရှိရင်ဒါတူနာငါးလေးလည်းထည့်ထားတာပေါ့နော်တူနာငါးလေးကလည်းအရန်ကိုစားလို့ကောင်းပါတယ်ဒီမုတ်တစ်ခုဆိုရှင်အရန်ကိုဤစိမ့်သွားတော့အရသာမျိုးရစီတယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့ဒါစားလို့မဟုတ်ရတာကိုပို့ပြီးတော့ပံ့ပိုးပေးတဲ့အနေနဲ့ကျွန်တော်မယောနစ်လေးကိုဒါထည့်ထားတာဖြစ်ပါတယ်မယောနစ်လေးရဲ့ဒါဆိုရှင်ကျွန်တော်ပီဇာဆော့လေးရဲ့တူနာငါးလေးရဲ့ခနန်းသားချောင်းလေးရဲ့မိုဇဲလာချီလေးရဲ့ပေါ့နော်ဒါဆိုရှင်ဒီမုတ်လေးကအရန်စားလို့အရန်ကောင်းတဲ့ရတာရှိတဲ့မုတ်လေးတစ်ခုရရှိပါပြီပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ဒီတစ်မျိုးလေးကိုလည်းဒါထပ်မှာထားသေးတဲ့အတွက်နောက်ထပ်တစ်မျိုးလေးကိုလည်းဒါရိုက်ပြပေးထားဖြစ်ပါတယ်เนาะခဏလေးဆက်ကြည့်ကြအောင်เนาะကျွန်တော်တို့
ဒါကတော့အခုလုံးမဲ့မုတ်ကြီးကလည်းဒါခြာကိုးနဲ့ပေါ့နော်ဒီခြာကိုးမုတ်သားလေးကဒါအစားများကြတယ်ပေါ့နော်စားလို့ရှင်ဒါမုတ်သားအဖြူရောင်မုတ်သားထက်ဒီခြာကိုးမုတ်သားလေးကိုကျွန်တော်တို့ဒါရွေးချယ်ပြီးတော့စားတဲ့ဧည့်သည်တွေအများများတယ်ပေါ့နော်ဒီခြာကိုးအနှံ့လေးနဲ့စားရတာသူကအရသာလေးကအရန်မိမိုက်နေတာပေါ့နော်ဒါဆိုလို့ရှိရင်ခြာကိုးအရသာလေးကိုမှအပေါ်ကနေပြီးတော့ဒါကတော့ထိုင်းစော်လေးနဲ့မှာထားတာပေါ့နော်ထိုင်းစော်လေးနဲ့ဒါလုပ်နေတာအပေါ်ကထိုင်းချီလီစော်လေးကိုအပေါ်ကနေတုပ်လိုက်တာဖြစ်ပါတယ်ပေါ့နော်ခြာကိုမုတ်သားလေးရဲ့ထိုင်းချီလီစော်လေးရဲ့ပေါ့နော်ဒီမုတ်တစ်ခုရဲ့ကြာချင်းရအရန်တော့မကြာဘူးเนาะဒါမိဖို့ကလည်းအရန်ပူနေတဲ့အခါကျတော့ဒီမုတ်တစ်ခုကအရန်ကြာတဲ့ထဲမှာတော့မပါဘူးเนาะသူက order တွေရမ်းများနေเนาะနည်းနည်းလေးတော့စောင့်ရတယ်ပေါ့เนาะဒါဆိုလို့ရှိရင်လည်းကြက်ဥကြောင်လေးပေါ့เนาะ chicken sauce လေး chicken sauce လေးကိုထည့်ထားတာဖြစ်ပါတယ်ဒါချာကူမုတ်သားလေးရဲ့ထိုင်းချီလီဆော့ရဲ့ chicken sauce လေးရဲ့ဒါဆိုလို့ရှိရင်လည်းမိုဇလာချီလေးပါတယ်ပေါ့เนาะမိုဇလာချီကတော့ဒါမပါမဖြစ်ဒါကတော့လူတိုင်းကြိုက်တယ်ပေါ့เนาะအမြင်ထွက်အားလေးအရန်ကောင်းတာပေါ့เนาะပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းတပယ်ထည့်တာပေါ့နော်အခုနောက်ပိုင်းဒါဒီ cheese ကိုအများကြီးကြိုက်တဲ့သူတွေနဲ့ဒါတပယ်ထည့်စားတာပေါ့နော်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်ပင်လယ်စာအရသာလေးပိုပြီးတော့ပြည့်စုံသွားအောင်ဒါပစွန်လေးလည်းထည့်လိုက်ရပေါ့နော်ဒီမုတ်လေးရဆိုလို့ရှိရင်ဟိုချာကူမုတ်သားလေးရယ်ထိုင်းချီလီဆော့လေးရယ်chicken sauce ရယ်မိုဇဲလာ cheese ရယ်ကျွန်တော် brown ပစွန်လေးရယ်ပေါ့နော်အရှမ်းကိုစားလို့ကောင်းတဲ့မုတ်လေးတစ်ခုဖြစ်ပါတယ်ဒီမုတ်လေးကိုအပေါ်ကနေပြီးတော့မပါမဖြစ်မရောနစ်လေးရလဲအပေါ်ကနေထပ်ဖြည့်လိုက်တာဖြစ်တဲ့အတွက်ဒီမုတ်လေးရဲ့အရာသားလည်းအရှမ်းကိုမိမိုက်နေရောပေါ့နော်ဒီလိုမုတ်ကဒါရောင်းချတဲ့သူကလည်းအရှမ်းနဲ့ပါတယ်ပေါ့နော်အဲ့တော့ဟိုစားခြင်းနဲ့ဆိုလို့ရှိရင်တော့နေရာတိုင်းမှာလည်းဝယ်စားလို့မရဘူးပေါ့နော်ပတ်စံရှိတိုင်းဝယ်စားလို့မရတဲ့မုတ်တစ်ခုရှားပါတဲ့မုတ်တစ်ခုဖြစ်ပါတယ်ပေါ့နော်ဒီမုတ်လေးကပူပူလေးစားသုံးလို့ရှိရင်တော့ပို့ပြီးတော့ဒါကောင်းတာပေါ့နော်နည်းနည်းအေးသွားလို့ရှိရင်တော့မုတ်ကနည်းနည်းလေးဤဆက်ဆက်လေးဖြစ်သွားတာပေါ့နော်ပူပူလေးဆိုရတာတင်းတင်းလေးနဲ့အရန်စားလို့ကောင်းတဲ့မုတ်လေးတစ်ခုဖြစ်ပါတယ်ဒီမုတ်လေးလုပ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့49,500တန်မုတ်လေးတစ်ခုကိုလည်းလုပ်ပြပေးတော့မှာဖြစ်ပါတယ်49,500တန်49,500တန်မုတ်လေးကိုလည်းဆက်လက်ကြည့်ကြပါပေါ့နော်ဒါကတော့အခုလုံးနေတဲ့မုတ်လေးကတော့49,500တန်မုတ်လေးပေါ့နော်အောက်ကနေပြီးတော့ဒါပီဇာဆော့လေးတုပ်ထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကသူမိုဇဲလာချီလေးထည့်ထားတာဖြစ်ပါတယ်မိုဇဲလာချီကိုဒါလည်းတပယ်ထည့်ထားတာပေါ့နော်မိုဇဲလာချီကိုနှစ်ဆထည့်ထားတယ်ပြီးလို့ရှိရင်ဒီကောင်ကသူကပင်လယ်စာလေးနဲ့လည်းဒါလေးလည်းပင်လယ်စာလေးနဲ့စားဖြစ်တဲ့အတွက်ပင်လယ်စာတော့ပင်တွေကဒါဈေးနည်းနည်းများရဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကနန်းအသားချောင်းလေးလည်းထပ်ဖြည့်ထားပါတယ်ဒါဆိုရှင်ပီဇာဆော့လေးရဲ့မိုဇဲလာချီကိုနှစ်ဆထည့်ထားတယ်ကနန်းအသားချောင်းလေးလည်းထည့်ထားတယ်ပြီးလို့ရှိရင်ဒါတူနာငါးလေးလည်းထည့်ထားတယ်เนาะတူနာငါးနဲ့ဆိုရင်လည်းဒါအရသာလေးကအကျန်းကောင်းပါတယ်အပေါ်ကနေပြီးတော့ရင်းကြီးစိမ်းလေးလည်းပါတယ်ပေါ့နော်အပေါ်ရင်းကြီးစိမ်းလေးလည်းထည့်ထားတယ်အခုဆိုရင်ထည့်ထားတာလည်းစုံတလောက်ဖြစ်နေပေါ့နော်ထည့်ထားတာကကနန်းသားချောင်းလေးပါတယ်မိုဇဲလာချီစ်ပါတယ်တူနာငါးလေးပါတယ်ပြီးတော့ရင်းကြီးစိမ်းလေးလည်းပါတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အပေါ်ကနေပြီးတော့နောက်ထပ်ပစုံဥလေးတွေပေါ့နော်အရှမ်းမိမိုင်ရပဲနော်တော်တော်လေးစုံနေပါပြီအပေါ်ကနေပြီးတော့ပစုံဥလေးပါထပ်ဖြည့်ထားတယ်ဆိုတော့ဒီမုတ်ကစားလိုက်လို့ရှိရင်ဘယ်လောက်တောင်ရတာရှိလိုက်မယ်ပေါ့နော်ဒီမုတ်လေးရဲ့တန်ဖိုးကတော့49,500ကျတင်ပါတယ်အခုအပေါ်ကနေပြီးတော့နောက်ထပ်ချက်သားမြင်လေးပါထပ်ထည့်ထားတယ်ပေါ့နော်စားလိုက်ရင်ချက်သားမြင်လေးရဲ့ပစုံဥလေးရဲ့ဒါပင်လေစာတော့ပင်လေးရဲ့အပေါ်ကမရောနှစ်လေးနဲ့ဆိုလို့ရှိရင်ဒီမုတ်လေးကအရှမ်းအောင်မိမိုက်နေပါတယ်ပေါ့နော်ဒီမုတ်လေးကိုစားသုံးကျင်တယ်ဆိုလို့ရှိရင်ငွေဆောင်ကန်းကျင်ငွေဆောင်ညဈေးတန်းငွေဆောင် Square Hawking Street မှာဖွင့်လှစ်စားထားတဲ့ Chris Stein လေးမှာဒီလိုမုတ်လေးကိုလာရောက်စားသုံးလို့ရပြီဆိုတဲ့အကြောင်းလေးကိုတင်ပြရင်းနဲ့မိတ်ဆွေတို့ကိုကျွန်တော်နောက်ချက်ကြလို့ရှိရင်ဒီမုတ်လို့တဲ့ဗီဒီယိုလေးတွေရဲ့ငွေဆောင်ကန်းကျင်ရဲ့ဗီဒီယိုလေးတွေရိုက်ကူးပြီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးတွေကိုလည်းအားပေးဖို့အတွက်မေတ္တာရပ်ခံခြင်းပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုယ်စိတ်နှလုံးအေးချမ်းကြပါစေဗျာ